စိတ်ဆိုးရမှာလားကျေးဇူးတင်ပါတယ်လို့ပြောရမှာလားတော့လမ်းပြောက်ပေါ့နော်စိတ်မဆိုးနဲ့ဟီးဆိုတော့ကျွန်တော်တို့အားလုံးတည်တယ်မြမကိုပြောတာပဲဖြစ်မဲ့တင်တယ်နော်စိတ်တော့လည်းမဆိုးပါဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကလွန်ခဲ့တဲ့6နှစ်လောက်ကရိုက်ထားတဲ့ပုံဆိုတော့လေစင်ကောင်းစင်နိုင်တာဖြစ်မှာပါဘူးနော်အကူလေးတို့လေစမိတ်ချတဲ့ main ကလေးတောင်လေမြမနဲ့တူတယ်တို့sister home နဲ့တူတယ်တို့စမိတ်တောင်မချရဲတော့အီလိုက်ဖြိုးနဲ့ပဲတူမှာပေါ့အပြင်မှာလည်းတငယ်ချင်းတွေကလို့ဟိုမြမနဲ့တူတယ်လို့မပြောဘူးပါဘူး